မြန်မာဘလုံးချစ်ပြည်သက်များအားလုံးပဲမင်္ဂလာပါကျွန်တော်ခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မြန်မာလူရေးစဉ်မျိုးသမီးတွေအတွက်ဂျပန်နီးပြကြီးကိုခန့်လိုက်ပြီဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံဘလုံးဖွဲ့ချုပ်ဟာဂျပန်လူမျိုးနီးပြမစ္စတာမစ်ဆူအိုကာတိုကိုမြန်မာလူရေးစဉ်မျိုးသမီးတွေရဲ့နီးပြချုပ်အသစ်ဖြစ်နှစ်နှစ်စာချုပ်နဲ့တရားဝင်ခန့်လိုက်ပြီလို့လည်းသိရပါတယ်အသက်46နှစ်အရွယ်ရှိတဲ့မစ္စတာကာတိုဟာ AFC Pro License ကိုင်ဆောင်ထားသူဖြစ်ပြီးအာရှဘလုံးလောကမှာအတွေ့အကြုံပြေဝရှိတဲ့နီးပြတဦးလည်းဖြစ်ပါတယ်ထိုင်းမျိုးသမီးလူရေးစဉ်အသင်းရဲ့လက်ထောက်နီးပြအဖြစ်တာဝန်ယူခဲ့မှုပြီး AFF Championship 2019မှာဒုတိယအကြိမ်30မြောက်စီးကိန်းပြိုင်ပွဲမှာဒုတိယဆုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ထိုင်းနီးကလပ်အသင်းကြီးများဖြစ်တဲ့ချောင်မူရီ BG ပတ်တန် Summit Pragan City အသင်းတွေမှာလည်း Assistant Coach Technical Analysis နဲ့ Technical Director အဖြစ်လုပ်ကိုင်ခဲ့မှုတာလည်းဖြစ်ပါတယ်။2023ကနေ2025အထိထိုင်းမျိုးသားလူရေးစဉ်အသင်းရဲ့လက်ထောက်နီးပြအဖြစ်ဆောင်ရွက်ခဲ့ပြီး2024 AFC Asian Cup မှာထိုင်းမျိုးသားလူရေးစဉ်အသင်းကို16သင်းအဆင့်ကိုတက်နိုင်အောင်ကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။အခုချိန်မှာတော့အဲ့ဒီအတွေ့အကြုံတွေနဲ့မြန်မာလူရေးစဉ်မျိုးသမီးတင်ကိုဥဆောင်တော့မှာပါ။ဇွန်လတွင်းမှာကျင်းပမယ့် AY Band Tri Nation Cup အပါအဝင်နိုင်ငံတကာပြိုင်ပွဲတွေအတွက်မြန်မာအသင်းဟာမကြာမီလေ့ကျင့်ပြင်ဆင်မှုတွေစတင်တော့မှလို့လည်းသိရပါတယ်။ဂျပန်နီးပြတဲ့လက်ထက်မှာမြန်မာမျိုးသမီးတင်ဘယ်လိုပုံစံသစ်တွေနဲ့ပြန်လာမလဲဘယ်လောက်ထိတိုးတက်သွားမလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခုစီစဉ်လေးကိုကြည့်ရှုပေးခဲ့တဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းနောက်ဆုံးရမြန်မာဘလုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် MM Go Sport Channel လေးကို Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။